ဆုံးလာတဲ့ခဏတာမြင်မြင်ချင်းဆွဲလမ်းမိတာပါခက်နေတာကအသက်ချင်းကကွာသူက20ကျော်ဘုမ50ကျော်နည်းနည်းတော့အာနာမိခဲ့နော်ရေခုန်ခံစားတဲ့အချက်ကရွယ်နဲ့ဌာနချင်းဆိုင်တလားမြေတာဒီတာရှိဖို့အဓိကပါသူလက်ချမဲဆိုကိုလက်ချမဲဆိုဝေကတော့ပြီးတော့ပါလေကွာ